လူသားသမိုင်းထဲကအကြီးမားဆုံးအပြောင်းလဲချို့ဟာကြိုတင်စီစဉ်ထားတဲ့ဆုံးဖြတ်ချက်တွေကြောင့်မဟုတ်ပဲမထင်မှတ်ထားတဲ့မတော်တဆဖြစ်ရလေးတွေကနေစတင်ခဲ့တာဖြစ်ပါတယ်။တခါတလေလူတစ်ယောက်ရဲ့မှားယွင်းမှုတဘာဝဖြစ်စဉ်တစ်ခုဒါမှမဟုတ်ကံကြမ္မာရဲ့တိုက်ဆိုင်မှုတစ်ခုကကဘာကြီးရဲ့လမ်းကြောင်းကိုပြောင်းလဲသွားစေခဲ့ပါတယ်။နံပါတ်1ကိုလံဘတ်အိန္ဒိယကိုရှာရင်းအမေရိကကိုတွေ့သွားခြင်း1492ခုနှစ်မှာခရစ္စတိုဖာကိုလံဘတ်ဟာအိန္ဒိယနိုင်ငံကိုရေကြောင်းကနေရောက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ကမ္ဘာရွယ်စားကိုတွက်ချက်ရမှာမှားယွင်းခဲ့ပြီးအမေရိကတိုက်ကိုရောက်သွားခဲ့ပါတယ်။ဒီအမားလေးကနေစတင်ပြီးဥရောပနိုင်ငံတွေဟာအမေရိကတိုက်ကိုကိုလိုနီပြုခဲ့ကြသလိုယနေ့ခေတ်အမေရိကန်ပြည်ထောင်စုပေါ်ပေါက်လာဖို့လမ်းစဖွင့်ပေးခဲ့ပါတယ်။နံပါတ်2မားယွင်းမောင်းနှင်မှုကြောင့်စစ်ပွဲစတင်ခဲ့ခြင်း1914ခုနှစ်မှာတက်စတီယာအင်ရှေမင်ဒါဖျန်စ်ဖာဒီနန်လုတ်ကြံခံရတဲ့ဖြစ်ရပ်ဟာပထမကမ္ဘာစစ်ရဲ့အစဖြစ်လာခဲ့ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကလုတ်ကြံသူတွေပထမအစီအစဉ်မအောင်မြင်ခဲ့ပါဘူး။ဒါပေမဲ့မင်းသားရဲ့ကားမောင်းသမားကလမ်းမဝင်သွားခဲ့တာကြောင့်လုတ်ကြံသူနဲ့တိတ်တိတ်ပြန်ဆောင်ခဲ့ပြီးတင်းနဲ့ပြစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ဒီမတော်တဆမှုလေးကလူပေါင်းတန်းပေါင်းများစွာတေဆုံးစေခဲ့တဲ့ပထမကမ္ဘာစစ်ကိုစတင်စေခဲ့ပါတယ်။နံပါတ်3ပင်နီစီလင်ဆေးကိုမတော်တဆတွေ့ရှိခြင်း1928ခုနှစ်မှာသိပ္ပံပညာရှင်အလက်ဇန်ဒါဖလဲမင်းဟာတခွဲခန်းကိုတန်ရှင်းရေးမလုပ်ပဲအားလက်ရထွက်သွားခဲ့ပါတယ်။ပြန်ရောက်လာချိန်မှာမှုတစ်မျိုးပေါက်နေပြီးအဲ့ဒီမှုပတ်ဝန်းကျင်ကဘက်တီးရီးယားတွေတေကုန်တာကိုသတိထားမိခဲ့ပါတယ်။ဒီလိုမတော်တဆတွေ့ရှိမှုကနေပင်နီစီလင်ပလိစီဝါဆေးပေါ်ပေါက်လာခဲ့ပြီးလူတန်းပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။နံပါတ်4တရုတ်နိုင်ငံကတင်းနက်မွန်တရုတ်အကီးယပညာရှင်တွေဟာအသက်ရှည်ဆေးရှာဖွေနေချိန်မှာမတော်တဆပောက်ကွဲလွယ်တဲ့တင်းနက်မွန်ကိုဖန်တီးမိခဲ့ကြပါတယ်။သူတို့ရှာချင်တာကမသေးဆေးဖြစ်ပေမဲ့တွေ့ရှိသွားတာကစစ်ပွဲသမိုင်းကိုပြောင်းလဲပေးမဲ့လက်နက်နည်းပညာဖြစ်နေခဲ့ပါတယ်။နံပါတ်5တိုက်တန်းနဲ့တင်မောနစ်မြုပ်ခြင်း1912ခုနှစ်မှာမနစ်မြုပ်နိုင်တဲ့တင်မောလို့နာမည်ကြီးခဲ့တဲ့တိုက်တန်းနဲ့ဟာရေခဲတောင်တစ်ခုကိုတိုက်မိပြီးနစ်မြုပ်သွားခဲ့ပါတယ်။ဒီဖြစ်ရပ်ပြီးနောက်ကမ္ဘာတဝန်းရေကြောင်းလုံခြုံရေးဥပဒေတွေပြောင်းလဲခဲ့ရပြီးအတက်ကယ်လေးရေအတွက်ရေဒီယိုဆက်သွယ်ရေးစနစ်နဲ့တင်မောလုံခြုံရေးစီမင်းသစ်တွေပေါ်ပေါက်လာခဲ့ပါတယ်။နံပါတ်6ချာနိုဘိုင်းနျူကလ িয়ার မတော်တဆမှု1986ခုနှစ်မှာဆိုဗီယက်ပြည်ထောင်စုကချာနိုဘိုင်းနျူကလ িয়ার စက်ရုံမှာပောက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ဒီမတော်တဆမှုဟာကမ္ဘာနျူကလ িয়ার စွမ်းအင်မူဝါဒတွေကိုပြောင်းလဲစေခဲ့တယ်လို့ဆိုဗီယက်ပြည်ထောင်စုပြိုကွဲရေးကိုပါအရှိန်မြင့်တင်ပေးခဲ့တယ်လို့သမိုင်းပညာရှင်ချို့ကသုံးသပ်ကြပါတယ်။နံပါတ်9အင်တာနက်ကိုဖန်တီးခဲ့သူတွေဟာကမ္ဘာကြီးကိုပြောင်းလဲဖို့မရည်ရွယ်ခဲ့ကြပါဘူး။စစ်ဖက်နဲ့သုတေသနအဖွဲ့တွေကြားသတင်းချက်လက်ပို့ဆောင်ဖို့စမ်းသပ်မှုတစ်ခုအနေနဲ့စတင်ခဲ့တာပါ။ဒါပေမဲ့ဒီစမ်းသပ်မှုလေးကနေယနေ့လူသားသမိုင်းရဲ့အကြီးမားဆုံးနည်းပညာတော်လှန်ရေးတစ်ခုဖြစ်လာခဲ့ပါတယ်။သမိုင်းကိုပြန်ကြည့်လိုက်ရင်လူသားတွေအချိန်ကြာကြီးစီစဉ်ခဲ့တဲ့အရာတွေထက်မတော်တဆဖြစ်ရလေးတွေကပိုပြီးကြီးမားတဲ့အပြောင်းလဲတွေဖန်တီးခဲ့တာကိုတွေ့ရပါတယ်။တခါတလေကမ္ဘာကြီးကိုပြောင်းလဲပစ်တဲ့ဖြစ်ရပ်တွေဟာအစီအစဉ်ကြီးကြီးမားမားတွေကနေမဟုတ်ပဲကံကြမ္မာရဲ့တိုက်ဆိုင်မှုလေးကနေစတင်ခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးနေစဉ်ဗဟုသုတတွေအတွက် Daily Bite ကို follow ပေးခဲ့ကြပါအောင်။